Okay ဒီ version 1.7.1 မှာဘာတွေတစ်ပါလာလဲဘာတွေပြောင်းလဲသွားလဲဆိုတာကိုတစ်ချက်ရှင်းပြပေးပါမယ်ဒါဘာတွေတစ်ပါလာလဲဆိုရင်ကျွန်တော်ကဒီကုန်ပစ္စည်းတွေရဲ့ဒီတက်တန်းကုန်ရက်တွေကိုထည့်လို့ရသွားပြီပေါ့နော်ပြီးရင်ဒါတက်တန်းမကုန်မီတတိပေးတဲ့စနစ်တွေပြီးတော့တက်တန်းကုန်ပစ္စည်းတွေရဲ့တတိပေးခြင်းတွေကိုဒါကြည့်လို့ရသွားပြီထည့်လို့ရသွားပြီပေါ့နော် Okay ဒါဆိုရင်ကုန်ပစ္စည်းတက်တန်းကိုဘယ်လိုထည့်ရမလဲဒါကတော့ဒါရှေ့ကဗီဒီယိုတွေထဲမှာဒီကုန်ပစ္စည်းအဝင်ကိုထည့်တဲ့နီးအတိုင်းပဲပေါ့နော်ဒါကုန်ပစ္စည်းအဝင်ကိုနှိပ်လိုက်မယ်โอเคဒါဆိုရင်ကိုထဲမဲ့ကုန်ပစ္စည်းကိုဒါနှိပ်လိုက်မယ်ပေါ့နော်โอเคဒါကတော့ဒီရှေ့ကဗီဒီယိုတွေအတိုင်းပဲပေါ့နော်ဒါအတူတူပါပဲဒါဘာလေးပို့လာလဲဆိုရင်ကျွန်တော်ကဒီတက်တန်းကုန်ရက်ထဲတဲ့နေရာလေးတစ်ခုပို့လာတယ်โอเคဟုတ်ပြီဒါဆိုရင်ကျွန်တော်နှိပ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဒါ2030မှာကုန်မယ်လို့ထည့်မယ်ပြီးရင်ဒါကိုရဲ့ရက်ပေါ့နော်လာတွေယူလို့ရမယ်โอเคပြီးရင်โอเคနှိပ်မယ်ဒါဆိုရင်ဒါကုန်ပစ္စည်းရဲ့အရေးအတွက်ဒါ stock အရေးအတွက်ကိုထည့်မယ် okay okay ထည့်လိုက်ပြီ okay ပြီးတော့ရင်ကျွန်တော်ကဒီ stock ကိုစီမံလို့ရပြီပေါ့နော်ဒါအတစ်ပါလာလေးလောက်ဆောင်ချက်ပါဒါ stock စီမံရံပေါ့နော်ဒါဘလို့လောက်ရတာလဲဆိုရင်ကျွန်တော်နှိပ်လိုက်မယ် okay ဒီမှာဒါခုနထည့်လိုက်တဲ့ check ကြည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါ expire date လိုက်ထည့်တာပေါ့နော်ဒါ2028ကုန်မဲ့ကောင်ရှိတယ်2030မှာကုန်မဲ့ကောင်ရှိတယ်ပေါ့နော်ဒါကတော့ဒီပထမဆုံးထည့်ထားတဲ့ဒါ expire date မရှိတဲ့ကောင်တွေပေါ့နော်ဟုတ်ပါပြီဒါသူ့ကိုဒါ expire date ပြန်ထည့်ခြင်းနေဆိုရင်လည်းကျွန်တော်ကဒီ delete ကိုနှိပ်လိုက်ပြီးတော့ဒီခုနကကုန်ပစ္စည်းအဝင်မှာပဲပြန်ပြီးတော့ထည့်လိုက်လို့ရပြီပေါ့နော် okay ဒါဆိုရင်ရောင်းဘယ်လိုရောင်းမလဲဆိုရင်ကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay ဒါကျွန်တော်ဖြတ်လိုက်မယ်ပြန်ပြီးတော့ခဏဖြတ်လိုက်မယ်ပေါ့နော်ဖြတ်လိုက်မယ် okay ဒါဆိုရင် passive ကိုနှိပ်လိုက်မယ် okay passive ကိုထည့်လိုက်ပေါ့နော်ဒါဆိုရင်ဒီမှာပေါ့နော်ဒီသူ့ရဲ့ကုန်ပစ္စည်းတတန်းကုန်ရဲ့ကိုပြပေးတယ်ဒါတတန်းကုန်ဒီပစ္စည်းကိုရောင်းမဲ့တတန်းကုန်ရဲ့ပေါ့နော်ဒါမဟုတ်ဘူးဆိုရင်လည်းကျွန်တော်ကဒီသူ့ကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီ expire date ရွေးပေးရပေါ့နော်ဒီကောင်ကတော့အနည်းဆုံး expire date ကိုဒါ auto ရွေးပေးတာပေါ့နော်ဒီမှာဒါဆိုရင်ကျွန်တော်ကဒီ2028ကောင်ဒါ auto ရွေးပြီးတော့ဟာပေါ့နော်ဒါကိုရောင်းတဲ့က2028 date မဟုတ်ဘူးဆိုရင်လည်းကျွန်တော်ဒီအောက်ကိုရွေးလိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီအပေါ်မှာပြောင်းလဲတော့ပါပြီokay ဒါကတော့ကုန်ရောင်းတာပေါ့နော်ဒါဆိုရင်ဒါသူ့ရဲ့ expire date ဒါကုန်ကန်ဒီပစ္စည်းတွေကိုဒါကုန်ကန်ဒီကုန်ပစ္စည်းတွေကိုဒါကြည့်လို့ရပြီပေါ့နော်ဒီမှာအတီးပေးပြီတင်တူကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဒါဆိုရင်ကိုကာကိုလာပေါ့နော်ဒါဒီနေ့ကုန်ပါပေါ့နော်ဒါဇူလိုင်18ရက်နေ့ကုန်မဲ့ကုန်ပြပေးတယ်ဒါ expire date ရှိရဆိုရင်လည်းကျွန်တော်က expire ဖြစ်သွားတဲ့ကောင်တွေကိုဒီမှာလာပြပေးမယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်ကဒီကောင်ကိုရက်30ရက်30မတိုင်မီပေါ့နော်ဒါရက်30ပဲကြံတော့တဲ့ကုန်ပစ္စည်းတွေရဲ့အောက်ကိုဒါပြပေးရပေါ့နော်ဒါကိုကဒီမတိုင်မီကိုပြင်ကျင်နေရတယ်ဒါကျွန်တော်ကတော့ရက်30ထည့်ထားတယ်မထည့်ကိုကိစ္စမရှိဘူးကိုပါကိုပြင်လိုက်လို့ရတယ်ဘယ်မှာပြင်ရမလဲဆိုတော့ကျွန်တော် setting ကိုနှိပ်လိုက်မယ်ပြီးရင်အောက်ကိုဆွဲလိုက်မယ်ပေါ့နော်ဒီဘာမှတော့တန်းကုန်ရတတိပေးခြင်းပါပေါ့နော်โอเคဒီကောင်လေးကိုနှိပ်လိုက်ပြီးတော့ဒါကိုတတိပေးမဲ့ရက်ပေါ့နော်တန်းကုန်ရမတိုင်တတိပေးမဲ့ရက်ကိုဒါထည့်လိုက်လို့ရတယ်ပြီးရင်ကျွန်တော်စေးနှိပ်လိုက်လို့ရမယ်โอเคဒီလောက်ပဲပြီးရင်ကျွန်တော်ကဒီကုန်ပစ္စည်းတွေတက်တန်းကုန်သွားတယ်ဒါမှမဟုတ်ရင်ဒီလက်ကြံမရှိတော့ဘူးဆိုရင်ကျွန်တော်စင်းရဲကိုပေးမထည့်တော့ဘူးပေါ့နော်စင်းရဲကိုပေးမထည့်တော့ဘူးရောင်းလို့မရတော့ဘူးပေါ့နော်ဒါလေးတစ်ခုပြောင်းလဲသွားတယ်ပါပြီးရင်ကျွန်တော်ကဒီပြေစာထုတ်တဲ့အခါမှာဒီပြေစာရဲ့ font ကိုချိန်ကြီးလို့ရပြီပေါ့နော်ဟိုမှာဒီပြေစာချိန်ကြီးရမှာပဲကျွန်တော်ကနှိပ်လိုက်မယ်ဒါ font ရေးစာကိုဒီမှာချိန်ကြီးလို့ရပြီပေါ့နော်โอเคဒါ25လောက်ထားလိုက်မယ်โอเคဒါဆိုရင်ဒါဖောင်းရွေစာပြောင်းလဲသွားပြီပေါ့နော်ဒါပြေစာထုတ်တဲ့အချိန်ကြရင်ဒါပေါ်လာပါလိမ့်မယ်နောက်ဗာပြောင်းလဲသွားလဲဆိုရင်ကျွန်တော်ကဒီ main device နဲ့ဒါ extra device တွေချိန်တုံးတဲ့အခါမှာဒီပြေစာဒါမွင်းဒီထည့်ထားရဲပေါ့နော်ဒီ printer အကျယ်တွေရွေးလို့မရတာဒီဆိုင်အချက်လက်တွေထည့်မရတာဒီကိုကျွန်တော်ထည့်လို့ရအောင်ဒါပြင်ပေးထားပါတယ်ဘယ်မှာကြည့်ရမလဲဘယ်မှာထည့်ရမလဲဆိုရင်ဒါရောင်းလိုက်မယ်ပေါ့နော်ဒါ extra device ဖြစ်ထားလိုက်မယ်ကျွန်တော်ရောင်းလိုက်ပြီ okay ဈေးရောင်းလိုက်မယ်ကျွန်တော်ကဒီနားလေးမှာထည့်ပေးထားရပေါ့နော်ဒီနားလေးမှာဒါကတော့ main device ဆိုတော့မပေါ်ဘူးပေါ့နော်ဒါ extra device မှာတော့ကျွန်တော်ကဒီနားမှာ setting ပုံလေးပေါ်လာလိမ့်မယ် icon လေးကိုနှိပ်ပြီးတော့ဒါထည့်လို့ရရပေါ့နော်ဟုတ်ပါပြီခင်ဗျာဒီဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ
okay sorry ဒါပြောဖို့ကြံသွားတယ် sorry ပြောဖို့ကြံသွားတာဒီတက်တန်းကုန် store တွေဒီမှာစီမံလို့ရပါတယ်ဒီကောင်နှိပ်ပြီးတော့စီမံလိုက်တက်တန်းကုန်တွေရှိရင်ဒီမှာပြပေးမယ် okay ကျေးဇူးများတင်ပါတယ်ခင်ဗျာ